နောက်ဆုံးတော့ရောက်လာပြီပဲဟဲအားလုံးစုံနေကြပြီလီနိုကတော့ပြောနေတာပေါ့ဂူချီစီကပိုတက်တာတဲ့ဈေးနှုန်းနဲ့ကမ်းလှမ်းချက်ဖုံးဝင်ထားတယ်လေနားလည်ပါပြီဆရာတို့ဘာမှမပြောခင်ဒါကျမစက်ရုံရဲ့လိုင်စင်တွေအားလုံးပါအင်တာနက်ပေါ်ကတင်ထားတာကိုကျမတွေ့ပါတယ်အဲ့ဒီဓာတ်ပုံကလွန်ခဲ့တဲ့လအနည်းငယ်ကဂူချီရဲ့မီးဖိုချောင်းထဲမှာခိုးရိုက်ထားတာပါဓာတ်ပုံရိုက်ခဲ့တဲ့အချိန်နဲ့နေရာအထောက်ထားကျမစီမှာရှိတယ်ဘယ်သူတင်လိုက်လဲဆိုတာလဲကျမသိတယ်ကျမရှင်းနေဥပဒေကြောင်းအရအရေးယူဆောင်ရွက်နေပါပြီသူလွတ်မှာမဟုတ်ဘူးအဲ့ဒါကတော့ဟုတ်ပါပြီဟာကူရာဒါပေမဲ့အခုကဝယ်သူတွေစားဖို့မလာကြဘူးမနေ့ကကျွန်တော်ဆိုင်ဆို3ပုံ2ပုံလောက်ကျသွားတယ်အားလုံးကအဲ့ဒီတန်တရားဖြစ်စရာဟင်းခမ်းမှုထုတ်တွေကိုသုံးတာလားလို့ပဲမေးနေကြတယ်ရှင်းပြပေမဲ့လည်းမယုံကြဘူးလီစစ်ဆေးချက်ရလက်တွေက3ရက်နေရင်ထွက်လာလိမ့်မယ်9ရက်ကနေ10ရက်လောက်ကြာမယ်လို့ပြောတာမဟုတ်ဘူးလားကျမအရေးပေါ်ကြေးပေးထားလို့ပါနောက်3ရက်နေလို့အစီရင်ခံစာတွေထွက်လာတာနဲ့အားလုံးကိုပို့ပေးပါမယ်ရတာနဲ့ဆိုင်အဝမှာ print ထုတ်ပြီးကတ်ထားလို့ရတယ်အရေးပေါ်ကြေးလားအရေးပေါ်လုပ်ခိုင်းတာဆိုတော့အဲ့ဒီအစီရင်ခံစာကိုငါတို့ကယုံရအောင်မလားဒါဆိုဘလို့အစီရင်ခံစာမျိုးကိုယုံကြည်စိတ်ချရလဲဆိုတာကျမကိုပြောပါငါတို့ဘာသာရှာမဲ့အဖွဲ့အစည်းငါတို့ယုံကြည်ရမယ့်အဖွဲ့အစည်းတစ်ခုခုပေါ့အဲ့ဒါမှငါတို့ယုံမှာစိတ်မချတဲ့သူရှိရင်အခုပဲမိမိယုံကြည်ရတဲ့ဓာတ်ခွဲခန်းနာမည်ကိုရေးပေးပါကျမစက်ရုံကထွက်တဲ့အတုတ်တူပစ္စည်းတွေကိုရဲတွေရှိမှာပဲတစ်စိတ်ခန့်နမူနာထုတ်ပြီးရှင်းလို့ညွှန်ပြတဲ့ဓာတ်ခွဲခန်းစီပို့ပေးမယ်စရိတ်ကိုကျမစိုက်မယ်ကောင်းပြီအမကြီးကိုဟောဟိုင်လီကတော့တခုပဲပြောမယ်နောက်3ရက်နေလို့မင်းရဲ့အစီရင်ခံစာထွက်လာရင်ငါ့ကိုချက်ချင်းနောက်ထပ်အထုပ်1000အော်ဒါတင်ပေးပါကျွန်တော်ကအထုပ်2000ထပ်တိုးမယ်ဝတ်တုပ်ကြီးကမင်းဘက်မှာရှိနေပါတယ်ကျွန်တော်အရင်ကတန်တရားဝင်မိသေးတယ်အခုတော့မရှိတော့ဘူးကျွန်တော်အထုပ်800ထပ်တိုးမယ်အမကြီးကိုစောကကျွန်တော်ပြောတာလွန်သွားတယ်ရပါတယ်အကိုကြီးဝမ်ဟာဂူရှုဒါကိုကြည်စမ်းဒီတခါတော့သူအင်တာနက်မှာတွားပြီးအားလုံးကဝိုင်းဆဲနေကြတာကုန်ထုတ်လုပ်မှုနဲ့အရေးသွေးပိုင်းကလူတွေဒီနေ့မွန်းလဲပိုင်းမှာသူ့စက်ရုံကိုလာစစ်ကြတော့မှာဦးစိုးစီယံပေးထားတဲ့အဲ့ဒီတသိန်းကိုသူဘာနဲ့ရော်မလဲကြည့်ရသေးတာပေါ့အဲ့ဒါတွေဆုံးရှုံးပြီးအဲ့ဒီဝန်စီကို3သိန်းပြန်ပေးရမယ့်အချိန်ကြရင်ခံရမှာပေါ့ငါတို့ပတ်စံပေးတာကိုမယူဘဲတယောက်တည်းလုပ်မယ်လို့ဇွတ်တရွတ်လုပ်ခဲ့တာလေအခုကြည့်သူ့နာမည်လဲပုတ်ဆက်ယုံလဲပိတ်ရအပြင်ရဲကပါစုံစမ်းစစ်ဆေးနေပြီသူ့မှာလမ်းစာပြောက်တဲ့အခါငါတို့စီကိုဒူးထောက်ပြီးဘလို့လာတောင်းပန်မလဲကြည့်ုံပေါ့ကျင့်မင်းနဲ့လုံးမသွားဘူးလားဒိုရန်ကဝါရှုရဲ့သွေးရင်းညီမလေးသူတကယ်ထောင်ကျသွားရင်နာနာကဘလို့လုပ်မလဲမေမေစောကသူဘလောက်စွာကျဲလုပ်သွားလဲမေမေမမြင်ဘူးလားမေမေလက်ကိုတောင်ဖဲပြစ်ရဲသေးတယ်ဒါအပြင်သူ့ကိုအကြက်မကင်ရင်အဲ့ဒီတန်ဖိုးရှိတဲ့နီးစနစ်ကိုငါတို့စီအလိုက်တတိပေးပါမလားမှန်တယ်ဒါကလည်းဒီမိသားစုအတွက်လုပ်တာပဲငါတို့နီးစနစ်ရလို့စီးပွားရေးချက်ထွင်နိုင်ရင်သူထမင်းငတ်မှာမဟုတ်ပါဘူးမကြီးမင်းညကကျမတို့ဆက်သွယ်ထားတဲ့ဖောက်တယ်တွေဒီနေ့မနေ့ကျမစီပြန်ဖုန်းဆက်တယ်စဉ်းစားကျင်သေးတယ်လို့ပြောကြတယ်စဉ်းစားမယ်ဘာကိုလဲသူတို့ပစ္စည်းတွေပိတ်မိနေတာကိုမင်းကဈေးကိုဒီလောက်အထိချပေးထားတာတော့ဘာကိုစောင့်ပြီးလက်မှတ်မထိုးကြတာလဲကျမလည်းနားမလဲဘူးအခုတင်ပဲအကိုကြီးဆောက်ကကျမဖုန်းကိုတန်းချသွားတယ်ဂူဝေရန်ဘက်ကလှုပ်ရှားမှုရှိနေလို့လားမသိဘူးဝတ်တုပ်ကြီးဆိုင်ကိုသွားဆောင်စမ်းခိုင်းထားတာဒီနေ့မနေ့အဲ့ဒီအကြီးကဲတွေကိုအဲ့ဒီမှာလူစုထားတယ်လို့ပြောတယ်သူကလှုပ်ရှားကျင်သေးတာကိုဟဲလိုလူချင်းတထားလားခင်ဗျာဒါချန်ဥပဒေရုံးကစက်တာပါကျွန်တော်ကရှင်းနေချင်ပါကျွန်တော်ကဒေါ်ကူဝေရန်ရဲ့ကိုယ်စားလှယ်အဖြစ်ရှင်ကိုတရားစွဲဖို့ဆောင်ရွက်နေတာပါအသေးဖြတ်မှုကုသန်းရောင်းဝယ်ရေးတိတ်ခါချမှုနဲ့ပုံရိပ်အသုံးပြုခွင့်ချိုးဖောက်မှုတွေပါဝင်ပါတယ်တရားရုံးကတမန်စာကိုရုံးဖွင့်ရက်3ရက်အတွင်းပို့ပေးပါလိမ့်မယ်တရားစွဲဆိုချက်ကိုဖြေရှင်းဖို့ပြင်ဆင်ထားပါဒါအပြင်တခုသတိပေးပါရစေရှင်ဖိုရမ်မှာတင်ခဲ့တဲ့ဓာတ်ပုံကိုမူရင်းပုံစစ်ဆေးချက်လုပ်ပြီးပါပြီရိုက်ကူးခဲ့တဲ့ရက်စွဲကမနစ်ကဇူလိုင်လနေရာကဂူချီရဲ့မာလာထန်ရိုးစုပ်ဟင်းရည်မီးဖိုချောင်ဖြစ်ပါတယ်ဒါကိုတရားရုံးမှာအဓိကသက်သေအဖြစ်တင်ပြမှာပါခိုးရိုက်ပြီးမတမာတဲ့စိတ်ရွယ်ချက်နဲ့ဖြန့်ဝေတဲ့ရှင်ရဲ့လုပ်ရက်ကချိုးဖောက်မှုမြောက်နေပါပြီဘာဖြစ်တာလဲဘသူလဲသူကကျမကိုတရားစွဲဖို့ရှေ့နေငှားလိုက်ပြီးတဲ့ဘာလို့တရားစွဲတာလဲဟိုဓာတ်ပုံကိစ္စလေးမူရင်းပုံစစ်ဆေးချက်အရဘယ်တော့ကရိုက်တယ်ဘယ်မှာရိုက်တယ်ဆိုတာကိုသိနိုင်တယ်လို့ပြောတယ်